မိအဲ့တော့မိစီမှာက Microsoft Office ကို install လုပ်ပြီးသွားပြီလုပ်ပြီးတော့ install လုပ်ရတဲ့ဟာကဒီ crack version ဖြစ်နေတယ်အဲ့တော့ကိုက crack version ကိုသုံးနေရတယ်ပေါ့နော် crack version ကိုသုံးနေရတယ်ဒါ crack version ကိုဒါ auto activated လုပ်ထားတဲ့ Office ကိုက install လုပ်ထားတယ် computer မှာနော်အဲ့တော့ကိုကအဲ့ဒီ crack version install လုပ်ထားပြီးမှပဲဒီ Office 365ပေါ့နော်365 Office 365ကိုဝယ်သုံးချင်လာတယ်အဲ့တော့ကိုဝယ်သုံးလိုက်တယ်နော်အခုဆိုရင် Office 365ကိုဒါမြန်မာနိုင်ငံမှာဆိုလဲဒါရောင်းနေတဲ့နော်ဒီ Facebook page တွေအများကြီးပဲနော်ဈေးသက်သာနဲ့ဝယ်ပြီးသုံးလို့ရတယ်ဒါသူတို့နော်ဈေးရှုတာနဲ့ဒီ Office 365 account တွေရောင်းပေးနေတယ်နော်အဲ့တော့ကိုမှ Office 365ကိုကဒီ account တစ်ခုဝယ်လိုက်တယ်ပေါ့နော်ဝယ်တော့အဲ့ account ကိုသုံးချင်တယ်ဒီမှာထည့်ပြီးတော့သုံးချင်တယ်သုံးချင်တယ်ဆိုတော့ account ရလာပြီအဲ့တော့ကို sign in လုပ်အောင်နော်အဲ့တော့ sign in လုပ်ပြီးမှဒီ Office 365ကိုပြန်ပြီးတော့ install လုပ်မယ်အဲ့ဒီဟာလေးဘယ်လိုလုပ်မလဲဆိုတာလေးကိုဒါအခုဒီ video လေးမှာရှင်းပြပေးမယ်ပုံမှန်အားဖြင့်ဆိုရင်တချို့တွေကတော့ဒီရှိပြီးသား install လုပ်ထားတဲ့ Microsoft Office ကိုဟုတ်လား uninstall လုပ်လိုက်တယ်လုပ်ပြီးမှဒီ Office 365ကိုပြန်ပြီးတော့ install လုပ်တယ်အဲ့လိုနည်းလမ်းနဲ့လည်းလုပ်လို့ရတယ်လို့မျိုးနော်ကိုယ့်ရဲ့ account နဲ့ဒီ sign in ဝင်ပြီးမှပဲနော် Office 365ကို download ဆွဲမယ်ဆိုလဲရတယ်အဲ့တော့ account အရင်ဆုံးကိုက sign in လုပ်မှာပေါ့နော် sign in ကိုနှိပ်လိုက်internet တော့ချိန်ထားမှာနော် internet ကအဓိကရေးကြည့်တယ်ကိုဒီမှာ internet wifi နော် internet wifi ချိန်ထားဖို့လိုအပ်တယ်wifi ရှိမှသာဒါ sign in ဝင်လို့ရမှာပြီးရင်ဒီမှာကို account ရဲ့နော်ဒီ email address တော့ email address နဲ့ကိုကရှောက်ရတယ်ဆို email address ပေါ့နော်ဖုန်းနံပါတ်ရှောက်ရတယ်ဆိုရင်ဖုန်းနံပါတ်ဒီမှာလာပြီးတော့ရိုက်ထည့်ပေးရမယ်အဲ့တော့ကိုဖွင့်ထားတဲ့ email password နော်ရထည့်ပေးရမယ်အဲ့တော့အရင်ဆုံး email ပေါ့နော်ဒါ email ဖုန်းနံပါတ်ကိုကိုဒီ account ဝယ်တော့ရတဲ့ဟာပေါ့နော်ကိုယ့်ကိုရှောက်ထားတာဝယ်ထားတယ်ဆိုရင်အဲ့ဒီ email ရထည့်ပေးရမယ်နော်password နော် password ဒီမှာကိုဒီ account ရဲ့ဒီ password ကိုဒီမှာလာပြီးတော့ထည့်ပေးရအောင်ကိုပေးရတဲ့ password ကိုဒီမှာရိုက်ထည့်ပေးပြီးရင် sign in ကိုနှိပ်မယ်အဲ့တော့ကိုကဒီကိုယ့်ရဲ့ account ကိုနော်ဒီ Microsoft Authenticator app နဲ့ချိန်ရတယ်ဆိုရင်တော့သူက request ပို့မှာကိုအဲ့ဒီ app ကို request ပို့မှာအဲ့ကြရင်ကိုက approve လှမ်းပေးရမှာအဲ့ဒါလည်းမချိန်ထားဘူးဆိုရင်တော့ဒါကဒီ request လုပ်ပြီးစရာမလိုချိန်ထားရဲဆိုရင်တော့ကိုက request လှမ်းတောင်းမယ် request ကိုကနေပြီးတော့ဒါ approve လှမ်းလုပ်ပေးရမယ်ဒါဒီနော်သဘောတရားတော့ဗာလဲဆိုတော့သဘောတရားကတော့ဒါနော်ဒီ two step authentication ပုံစံမျိုးလုပ်ထားတာပေါ့နော်ကိုယ့်ရဲ့ account ကိုအဟန့်မခံအောင်ဆိုပြီးတော့ပုံမှန်ဆိုရင်တော့မလိုဘူးပုံမှန်ဆိုရင်တော့ email နဲ့ password ဖုန်းနံပါတ်နဲ့ password မှန်တယ်ဆိုတခါတည်းဝင်လို့ရတယ်အဲ့လိုမျိုးဒီ authenticator app နဲ့ဖုန်းမှာချိန်ထားတဲ့ဆိုမှဒီလိုမျိုးသူကဖုန်းကိုလမ်းပြီးတော့ approve ပေးဖို့ဆိုပြီးတော့ application တွေကိုလမ်းပြီးတော့ notification လှမ်းပို့တာအဲ့ဒါနဲ့ approve ပေးမှာကိုကနေပြီးတော့ဝင်လို့ရမှာဝင်သွားပြီကိုကတော့ approve ပေးလိုက်ပြီဆိုတော့ okay ပါပြီ nextဒီလိုမျိုး account ဒီမှာပေါ့နော် account ဝင်သွားပြီဆိုရင်ကိုကဒီမှာနော်ဒီ update option ကိုနှိပ်ပြီးတော့နော် update now ဆိုတာနှိပ်ပေးလိုက်ဒါဆိုရင် तू ကလိုအပ်တဲ့ဟာတွေကိုဒီ update ဆွဲလိုက်မယ်နော်လိုအပ်တဲ့ဟာတွေကို update ဆွဲလိုက်မယ်အဲ့တော့ဒီမှာတော့ office ဥစားပေါ့နော်နောက်ဆက်ကိုဖြစ်နေတယ်အဲ့တော့ switch i license ကိုနှိပ်ပြီးတော့ဒီကိုဝယ်ရတဲ့ license ကိုပြောင်းပေးလိုက် nextအဲ့တော့ license okay
ဒီကောင်တစ်ခါကြရင်ဒီလိုမျိုး error တက်တာမျိုးရှိတယ် error တက်မျိုးရှိရဆိုဒါကိုယ့်ရဲ့computer ကို reset ချပြီးရတာဟာမျိုးရှိတယ် reset ချပြီးမှပြန် try ရတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီကောင်ပိတ်လိုက်မယ်အဲ့တော့ computer ကိုနော် reset ချကြည့်ပြီးတော့ပြန် try ကြည့်ပါနော် computer ကို reset ချရတယ် reset ချပြီးမှ excel ကိုပြန်ဖွင့်ကြည့်မယ်ဒီ account ဆိုတဲ့ဟာလေးပြန်လာကြည့်မယ်switch license ကိုပြန်နှိပ်ကြည့်မယ် next okay เนาะအခုဆို license ပြောင်းလို့ရပါပဲဒီမှာเนาะ Office 365 license ဝယ်ရတာရှိနေတယ်เนาะဒါ family package ပေါ့เนาะ family package မို့လို့ဒါเนาะဒီ device 5ခုသုံးလို့ရတယ်အကောင့်5ခုသုံးလို့ရတယ်ပေါ့เนาะအဲ့မှာ okay အဲ့တော့ရှိနေတာမို့လို့ next ကိုနေပြီးတော့ဒါသူ့ကို Office 365 ကို install လုပ်ခိုင်းလိုက်မယ်အဲ့တော့ license ကိုပြောင်းရတာမို့လို့ license ကเนาะ Office 365 license ဖြစ်သွားတယ်ဒါဆိုရင်ဒါအခုကဒီမှာထည့်ထားတဲ့ license က crash version license မဟုတ်တော့ဘဲနဲ့ကိုဝယ်ထားတဲ့เนาะဒီတရားဝင် license Office 365 license ဖြစ်သွားပြီအဲ့တော့သူကလိုအပ်တဲ့ဟာတွေကို auto down ပြီးတော့ထည့်ပေးလိုက်မယ်အဲ့တော့ခါကြရင် down တာကဒီเนาะokay down တာကမြန်တာမျိုးရှိတယ်ကိုယ့်ရဲ့ internet မှာမူတည်ပြီးနှိမ့်တာမျိုးလည်းရှိတယ်เนาะသူကသူ background မှာ down နေမှာကိုက computer ကို restart ချရတဲ့အချိန်ကျရင်သူကသူလိုအပ်တာတွေကိုထည့်ပြီးပါအောင်ပေါ့နော်လိုအပ်တာတွေကိုထည့်ပြီးပါမယ်ဒီရှိတဲ့ office ကိုထုတ်စရာမလိုဘဲနဲ့တခါတည်း install လုပ်လို့ရသွားမယ်အဲ့လိုမျိုးနော်အဲ့တော့သူ down တဲ့အချိန်ထည့်တဲ့အချိန်မှာတော့အရင် craft version ဟာတွေကပျောက်ချင်မှပျောက်နေအောင်မယ်နော်မရသေးတာမျိုးတွေရှိနေအောင်ပါနောက်ကိုမသိချဘူးကိုကသိချခြင်းနဲ့ဆိုရင်ကိုသိချအောင်တင်သိချခြင်းနဲ့ဆိုရင်ဒီ app တွေနောက်တော့ဒါနှိပ်ပေးထားလိုက်အဲ့တော့သူကသူလိုအပ်တဲ့ဟာတွေကိုသူဒေါင်းလောက်ဆွဲပေးနေလိုက်မယ်နောက်ကနေပြီးတော့အဲ့တော့ကိုနောက်တစ်ခါ restart ချတဲ့အချိန်ကျရင်တခါတည်းနော် Office 365 အနေနဲ့ပြောင်းပြီးသားဖြစ်သွားလိုက်အဲ့ဘာဖြစ်လို့ Office 365 ကိုပြောင်းဖို့လိုတာလဲဆိုတော့ခုနောက်ပိုင်း AI တွေခေတ်စားတဲ့အခါကျတော့ AI နဲ့တွဲသွင်းဖို့အတွက်ကြတော့ဒီ Office 365 version မှာအဆင်ပြေတယ်တခြား version တွေအတွက်ဒါအဆင်မပြေဘူးပေါ့နော်အဲ့တော့ Microsoft Office အကောင့်ကလည်းနော်မြန်မာနိုင်ငံမှာအခုဈေးချိုနဲ့ရောင်းပေးနေတဲ့ဒီ page တွေရှိတာမလို့အဲ့ဒီ page တွေကနေပြီးတော့ဝယ်သုံးရင်ပို့ပြီးတော့ကောင်းတယ်Microsoft ဒီ Office 365 မှာ AI တွေနဲ့တွဲပြီးသုံးလို့ရတာမျိုးတွေရှိတယ်အဲ့ဒါကိုနောက် video တွေမှာထပ်ပြီးတော့ဒါမျှဝေပေးသွားမှာပေါ့နော်ဒီ video ကတော့နော်ကိုမှရှိနေတဲ့ဒီ Office ပေါ့ကိုမှရှိနေတဲ့ Office crash version ကိုဖြုတ်ပြီးတော့မှဒီ365ပေါ့နော် Office 365 အကောင့်ကိုထည့်ပြီးတော့ဒါနော်သုံးတဲ့နည်းပေါ့နော်ရှိတဲ့ Office ကို uninstall မလုပ်ဘဲနော် Office 365 အကောင့်ကိုထည့်ပြီးမှနော် Office 365 အကောင့်လိုအပ်တဲ့ update တွေကိုdown လိုက်ပါဆိုပြီးတော့ဒါခိုင်းတာပေါ့နော်အဲ့တော့2019ကနေပြီးတော့မှ365အတွက်လိုအပ်တဲ့ဟာတွေကိုသူ့ဘာသူ down ပြီးတော့ install လုပ်ပေးသွားလိုက်မယ် computer မှာနော်2019ဟာကြီးကိုဖြုတ်ပြီးမှ Office 365 application ကြီးကိုတစ်ခုလုံး software တစ်ခုလုံးထပ်တောင်းပြီးထည့်ကြမလိုဘူးလို့ပြောတာเนาะ internet ကောင်းမှုတစ်ခုပဲလိုအပ်တယ်။အခုဆိုဒီမှာဆိုရင်ဒါ Office 365ကိုသူစပြီးတော့download ဆွဲနေပြီ။เนาะအဲ့ဒါကို internet မှာမူတည်ပြီးတော့အချိန်ကတော့ကွာခြားမှုရှိလိမ့်မယ်။ပြီးတဲ့အခါကျတော့ဆိုပြီးရင်ကို computer ကို reset ချရတဲ့အခါကျရင်ဒါ Office 365ပုံစံမျိုးနဲ့ထပ်ပြီးတော့လာမယ်ပေါ့နော်။